ဟဲ့မလားနေအလုပ်ကိုဘယ်လိုလုပ်နေတာလဲဟမ်အလုပ်ကိုစိတ်ဝင်စားလားမလုပ်ချင်တော့လည်းအလုပ်လုပ်တာအချိုးမပြေဘူးဟုတ်ကဲ့ကျမကြိုးစားပါမယ်တတိဟယ်လိုသမီးလားဟုတ်ကဲ့အမေနေကောင်းရလားအဖေရောကျမရလားအမေနေကောင်းပါတယ်သမီးရောနေကောင်းကြမှာရလားလောက်ခိုင်းနေရောအဆင်ပြေရလားသမီးဟုတ်ကဲ့ဒီမှာအားလုံးအဆင်ပြေပါတယ်အမေရဲ့အမေနဲ့အဖေကိုလွှဲနေရလေးကလွှဲလို့အားလုံးကအဆင်ပြေပါတယ်စိတ်မပူနဲ့တော့အမေဒီပါသမီးရဲ့အမေတို့လည်းလွမ်းနေတာပါဒါနဲ့သမီးမိဘအခုကျမ်းမာရေးတိတ်မကောင်းဘူးစိတ်ဝင်တင်လာရတယ်အဖေကဘာဖြစ်တာလဲအမေဆရာဝန်ကပြောတာတော့ကြောက်ကမကောင်းတော့တာတဲ့အဲ့ဒါအခုခွဲစိတ်ရမယ်တဲ့အဲ့ဒါသမီးအဆင်ပြေရင်ပတ်စံလေးလွှဲပြုံးတော့သမီးဟုတ်ကဲ့အမေသမီးအဆင်ပြေပါရဲ့ဒီတရက်နှစ်ရက်အတွင်းရအောင်လွှဲပြမယ်နော်အမေဝင်လာခဲ့ကဲလာထိုင်ဘာကိစ္စလဲပြောတတိဟိုလေပတ်စံလေးကျူတော့ချင်လို့ပါဘာအလုပ်ကြောင့်ကောင်းကောင်းမလုပ်ပတ်စံကြောင့်ကျိုးထုတ်ချင်တယ်ကျမအဖေဆေးုံတင်ထားရလို့ပါရှင်ခွဲစိတ်ဖို့အတွက်အရေးတကြီးဝင်လို့ရလို့ပါတတိရဲ့ကျမအလုပ်ကောင်းလုပ်ပါမယ်အလုပ်လည်းပို့ကြိုးစားပါမယ်နော်နေတို့ကိုပြောလိုက်ဒီလိုတွေကြီးပဲပြောတလားစားကြိုးထုတ်ပြလိုက်မယ်အလုပ်ကိုကောင်းကောင်းလုပ်အဆောင်ကြည့်နေကြဟုတ်ကဲ့တတိကျေးဇူးတင်ပါတယ်ရှင်ကျမအလုပ်ကြိုးစားလုပ်ပါမယ်ရှင်ခရီးပေးပါရဲ့နော်ကောင်းပြီဟယ်လိုအမေလားသမီးပတ်စံလွှဲလိုက်ပြီနော်အဖေရောအဆင်ပြေရလားဒီပါတယ်သမီးလေးရောတကယ်အဆင်ပြေရလားကွယ်ပြေပါတယ်အမေစိတ်မပူနဲ့နော်သမီးအဆင်ပြေပါတယ်